လူတစ်ယောက်ရဲ့ဘဝဟာကိုယ်ရင်းဆွေးရတဲ့ကြီးကတ်ချက်လိုပါပဲအတိတ်ပဲရှိပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်မှုအတွက်အောက်ပါနေထိုင်နေငါချက်ကိုမျှဝေပေးလိုက်ပါတယ်နံပါတ်1အချင်းကိုစနစ်တကျစီမံခန့်ခွဲပါအချင်းဆိုတာပြင်မရနိုင်တဲ့ចេတနာပါဒီနေ့ဒါမှလုပ်ရမယ့်အလုပ်တွေကိုဦးစားပေးလိုက်ခွဲခြားသတ်မှတ်ပါအရေးကြီးတာတွေကိုအရင်လုပ်ပြီးအချိန်ပြုံးစီမဲ့အရာတွေကိုရှောင်ကျဉ်ခြင်းကတင်ကိုအောင်မြင်မှုစီပုံမတိကတ်စေပါတယ်နံပါတ်2စဉ်ဆက်မပြတ်လိလာတင်ယူပါလောကကြီးကအမြဲပြောင်းလဲနေပါတယ်စာဖတ်ခြင်းကဘုသူတာရှာဖွေခြင်းနဲ့ကျွမ်းကျင်မှုအသစ်တွေကိုတင်ယူခြင်းကတင့်ရဲ့အတွေးခေါ်ကိုရင်းချက်စေပြီးခွင့်လန်းသစ်တွေကိုလမ်းဖွင့်ပေးပါတယ်တင်ယူမြတ်သွားတဲ့နေ့ဟာဦးမင်းသွားတဲ့နေ့ပဲဆိုတာကိုသတိရပါနံပါတ်3ကျမ်းမာရေးကိုဂရုစိုက်ပါကျမ်းမာရေးမကောင်းရင်ဘယ်လောက်ပဲချမ်းသာပါစေဘဝကိုပျော်ရွှင်ဖြတ်သန်းလို့မရပါဘူးအာဟာရဖြစ်တာကိုစားပါလေ့ကျင့်ခန်းပုံမှန်လုပ်ပါအေးဝဝအိပ်ပါခန္ဓာကိုယ်ကျန်းမာမှစိတ်ကျန်းမာပြီးလှုပ်ဆောင်ရည်တွေတိုးတက်မှာပါနံပါတ်4အကောင်းမြင်စိတ်မွေးမြူပါအခက်အခဲဆိုတာလူတိုင်းကြုံရစမြဲပါဒါပေမဲ့အဲ့ဒီအခက်အခဲကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကပဲဒီဘဝကိုအဆုံးဖြတ်ပေးတာပါအကောင်းမြင်စိတ်ရှိခြင်းကစိတ်ပီစီမှုကိုရောကြစေပြီးပြဿနာတွေကိုအေးအေးဆေးဆေးဖြေရှင်းနိုင်စေပါတယ်နံပါတ်5ပေးကမ်းခြင်းနဲ့ကျေးဇူးတင်ခြင်းကိုကျင့်သုံးပါမိမိမှာရှိရလေးနဲ့သူတစ်ပါးကိုကူညီတာရရှိထားတဲ့အခွင့်အရေးတွေအတွက်ကျေးဇူးတင်တတ်တာဟာစိတ်ချမ်းသာရမှုရဲ့တော့ချက်ပါခြားသူပေါ်စေတနာထားခြင်းကတင်ဘဝကိုပုံမနှဆိုင်ပြီးအတိတ်ပဲရှိစေပါတယ်တင်ဘဝရဲ့ပိတ်ကမ်းခြင်းဟာတင်ကိုယ်တိုင်မှာပဲဒီနေ့ကစပြီးအပြောင်းအလဲလေးတွေလုပ်ကြည့်လိုက်ပါ